အလုံးမင်္ဂလာပါရှင်အလုံး3ခုနဲ့လာမိတ်ဆက်ပေးမယ်နော်အလုံးနံပါတ်1ကကြတော့အိမ်ဖော်လို့ဖြစ်ပါတယ်ရိုးရိုးအိမ်ဖော်တစ်ခေတ်ကတော့2ယောက်ပဲရှိပါတယ်ခွေးမရှိကြောင်မရှိဘူးနော်ရှင်လစားတဲ့12000တလနဲ့ရက်နာ OT မရှိဘူးနော်ရှင်နော်အလုံးနေရာကလဖလောက်91ပတ်မှာရှင်ပြီးတော့အလုံးနံပါတ်2ကကြတော့အိမ်ဖော်နဲ့ကလေးထင်းဖြစ်ပါတယ်တစ်ခေတ်2ယောက်ကလေးကတော့တနစ်တာ1ယောက်ရှိတယ်ရှင်အလုံးနေရာကလချက်သေးဝီပတ်မှာရှင်နော်တလားတဲ့15000တပတ်တရက်နာမနာထီ900ပေးပါတယ်ရှင်အလုံးနံပါတ်3ကကြတော့အိမ်ဖော်လူအိုကြီးလမ်လုကာပတ်မှာဖြစ်ပါတယ်ရှင်လစားတဲ့15000တပတ်တရက်နာမနာထီ600ပတ်ပေးတယ်အဖွားကတက်80နှစ်ပေါ့နော်အိမ်ကတော့တစ်ထပ်အိမ်ရှင်အဖိုးနဲ့အဖွားတူတူနေတယ်အဖိုးတော့ကြည့်ဆံမလို့ဘူးနော်ရှင်အဖွားကိုပဲကြည့်ရမယ်နော်ရှင်စိတ်ဝင်စားတဲ့အလုပ်3ခုကိုလိုချင်တယ်မဟုတ်လဲနောက်ထပ်တခြားအလုပ်လဲစိတ်ဝင်စားတယ်ဆိုရင်တော့လက်ဖောက်48မှာဝင်လာစမလို့ရတယ်နော်ရှင်နော်အလုပ်ရမှာဝင်ဆောင်ခတယောက်ကို1000ဘတ်ပေးရမယ်နော်ရှင်